Welcome to C2MM channel. အားလုံးပဲမင်္ဂလာပါခင်ဗျာယင်ဗီဒီယိုလေးမှာတော့ကျွန်တော် Arduino interrupts တို့အကြောင်းကိုပြောသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အပိုင်းအဖြစ်ကျွန်တော်နှစ်ပိုင်းရှိတာပေါ့နော် hardware interrupt နဲ့ software interrupt ဒါမှမဟုတ် timer interrupt ဆိုပြီးနှစ်မျိုးရှိတယ် interrupt ဆိုတာဘာလဲဆိုတာလေးပြောသွားတယ်နောက်တစ်ခါကျွန်တော်တို့ဒီမှာ Arduino အဲ့ဒီ hardware interrupt နဲ့ပတ်သက်တဲ့ဟာလေးတွေတည်တဲ့ဟာလေးတွေပြောသွားတာပေါ့နော်အခုတော့ကျွန်တော်တို့ကဘယ်ကိုသွားချင်တာလဲဆိုလို့ရှိရင်ဒီ software interrupt ပေါ့နော် software interrupt မလာခင်မှာเนาะတကယ်မှပြောမှဆိုလို့ရှိရင် timer interrupt ပေါ့အဲ့ဒီ timer interrupt မလာခင်မှာကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်တီးထိုက်တဲ့အလုပ်ကလေးတစ်ခုရှိတော့เนาะအဲ့ဒါဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ library file download လုပ်တာပေါ့เนาะအဲ့ဒီ library file download လုပ်တာက Arduino သမားများအများစုအတွက်ကတော့ဗာလဲဆိုလို့ရှိရင်ဒါခဲရင်တဲ့ကိစ္စမဟုတ်ပြီပဲကျွန်တော်တို့ beginners တွေအတွက်ကကြတော့သိတင်တယ်ပေါ့เนาะ Arduino file တွေကို download လုပ်ပြီးတော့မှကျွန်တော်တို့အသုံးပြုတာဗာလဲဆိုလို့ရှိရင်ပုံပြီးလွယ်တယ်ဘာကြောင့်မလို့လဲဆိုတော့အခုကျွန်တော်တို့သိတဲ့အတိုင်းပဲ hardware vendors တွေပေါ့เนาะ hardware ထုတ်ရောင်းတဲ့လူတွေအများစုကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့ hardware ကိုဒီ Arduino အတွက်အသုံးပြုရတာလွယ်အောင်လုပ်အတွက်ဘာလုပ်ပေးထားလဲဆိုလို့ရှိရင် library file တွေတင်ထားပြီးတာရှိတယ်ပေါ့เนาะဥပမာအဖြစ်တော့ဥပမာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ I2C LCD တို့နောက်တစ်ခါကျလို့ရှိရင် sound sensor တို့ pressure sensor တို့နောက်တစ်ခါ real time clock တို့เนาะနောက်တစ်ခါကျလို့ရှိရင် temperature and humidity sensor တို့เนาะဥပမာ DHT11 တို့ DHT22 ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ sensor modules တွေ transducer တွေအများကြီးရှိတယ်ပေါ့เนาะအဲ့ဒီအများကြီးက Arduino နဲ့တွဲလုပ်တဲ့အခါမှာကျွန်တော်တို့ကတစ်ခုချင်းရဲ့ဘာတွေသိဖို့လိုလဲဆိုရင် hardware တွေနဲ့သူတို့ရဲ့ operation steps တွေကိုသိဖို့လိုတာပေါ့เนาะအဲ့ဒါတွေကိုအသေးစိတ်လိုက်လုပ်နိုင်ဖို့ဆိုတာနည်းနည်းလေးတော့အခက်ရင်းတယ်ပေါ့เนาะဒါပေမဲ့တွန်းကျင်တဲ့ပညာရှင်တွေအတွက်တော့အဆင်ပြေနိုင်တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့တာမန်လူတွေကြတော့ကျွန်တော်တို့တာမန်အသုံးပြုတဲ့လူတွေကြတော့နည်းခက်ရင်းတယ်အဲ့ဒါကြောင့်မလို့ဒီ library file ကိုသုံးတဲ့အခါမှာဘာဖြစ်လဲဆိုရင်ပို့ပြီးတော့လွယ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကlibrary file တွေကိုဘာဖြစ်လို့ download လုပ်တင်တယ်လဲဘာလို့ download လုပ်တင်တယ်လဲ download လုပ်တဲ့နည်းလေးကိုကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်သိတင်ပါတယ်အဲ့တော့ကျွန်တော် download လုပ်တဲ့နည်းကိုကျွန်တော်ကအချိဆက်သွားမယ်ပေါ့နော်အဲ့တော့ဒီ interrupt link မသွားခင်ပါပေါ့နော်အဲ့တော့ Arduino library installation လုပ်တာကျွန်တော်ကနှစ်နည်းရှိတယ်ပေါ့နော်ဒီလည်းနှစ်ခုရှိတယ်နံပါတ်1ကတော့ဘာလဲဆိုလို့ရှိရင် direct installation from IDE ပေါ့နော်ဒီမှာ Arduino program ကိုဖွင့်ပြီးတော့မှ IDE ကနေပြီးတော့ကျွန်တော်တို့ download လုပ်ယူတာရှိတယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကzip file ပေါ့နော်အဲ့ဒီအခုဥပမာအဖြစ်ကျွန်တော်က DHT22 sensor အတွက်ကျွန်တော်ရှာမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် internet ကနေ Google Chrome တို့ဒါမှမဟုတ် Mozilla Firefox တို့နောက်တစ်ခုကနေပြီးတော့ browser နေသွားရှာတယ်ရှာလို့ဖြစ်ချင်းဥပမာအခုကျွန်တော်ရှာလိုက်တဲ့ဒီ library file လေးကဥပမာဒီ example လေးပါဆိုလို့ရှိရင် Adafruit တို့เนาะအသုံးများတော့ Adafruit တို့ SparkFun တို့ GitHub တို့အဲ့ဒီ website တွေမှာဘာလုပ်ပေးထားလဲဆိုလို့ရှိရင်တင်ထားပေးတယ် zip file လေးရှိတယ်အဲ့ဒီ zip file လေးတွေကိုကျွန်တော် download လုပ်ပြီးတော့ပါလဲဆိုလို့ရှိရင် Arduino ထဲကိုပြန်ထည့်ယူတဲ့ method ဆိုပြီးတော့နှစ်ခုရှိတယ်ဒါမယ်နော်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင် number 1ဖြစ်တဲ့ direct installation from Arduino IDE နဲ့ number 2ဖြစ်တဲ့adding zip file ဟိုဘာလဲဆိုတော့ website ကနေပြီးတော့ download လုပ်တဲ့နည်းလေးနဲ့နှစ်ခုကိုကျွန်တော်တို့ဘယ်လိုလုပ်တယ်လဲဆိုတာလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်ခင်ဗျာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ Arduino IDE တွေကနေ download လုပ်တဲ့နည်းလေးအရင်ကြည့်အောင်နော်အဲ့တော့ Arduino IDE လေးကိုကျွန်တော်ဖွင့်လိုက်ပါဦးနော်ဖွင့်လိုက်ပြီးတဲ့အခါမှာအခုကျွန်တော်တို့ကဘာကိုเนาะဘယ်အောင် download လုပ်ချင်တာလဲဘယ် library ကို download လုပ်ချင်တာလဲเนาะအဲ့ဒါတော့ကျွန်တော်ကိုယ်တိုင်သိမှဖြစ်ပါတော့เนาะအခုကကျွန်တော်တို့ကအမှအဖြစ် ultrasonic sensor အတွက်လုပ်ချင်တယ်ဆိုတော့ ultrasonic sensor အတွက် library ရှာဖို့เนาะနောက်တော့လို့ရှိရင် I2C LCD အတွက်ဆိုလို့ရှိရင် I2C LCD အတွက်ဗာလဲဟိုပါပေါ့เนาะအဲ download library file ကိုရှာဖို့အဲ့တော့လေးရှာပေးရပါเนาะအခုဒါဆိုလို့ရှိရင်ကျွန်တော် Arduino လေးတက်တာခဏလေးစောင့်အောင်ပေါ့เนาะဟုတ်ပြီအခုပါလဲဆိုလို့ရှိရင်ကျွန်တော်တို့Arduino IDE လေးတက်လာပြီเนาะ Arduino IDE တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်သွားမလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ sketch menu ပေါ့เนาะ sketch menu တွေကနေပြီးတော့မှမြင်ရမှာတယ်เนาะ sketch menu တွေကနေပြီးတော့မှဘာလဲဆိုလို့ရှိရင် include library နဲ့ဘယ်သွားမလဲဆိုလို့ရှိရင်ဒီမှာ manage library ပေါ့เนาะ manage library ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါသူကကွန်ပျူတာကတော့ internet နဲ့ကျွန်တော်ထိထားပေးရပါတော့เนาะအဲဒီ manage library ဆိုတာလေးခေါ်လိုက်ပြီးဆိုလို့ရှိရင်သူကဘာလဲဆိုလို့ရှိရင် dialog box လေးကြာလာမယ်အဲဒီ dialog box လေးမှာကျွန်တော်တို့လိုချင်တာလေးကိုကျွန်တော်တို့ရှာယူလို့ရတယ်ထည့်ယူလို့ရတယ်ပေါ့เนาะအခုဆိုလို့ရှိရင် library manager လေးပေါ်လာပြီပေါ့เนาะအဲဒီ library manager လေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမရှိလဲဆိုလို့ရှိရင် library manager ဆိုတဲ့ dialog box လေးပေါ်လာပြီအဲဒီမှာကျွန်တော်တို့ရှာခြင်းနဲ့เนาะ library နာမည်ကိုကျွန်တော်ဒီမှာရိုက်ပြီးတော့ filter you search your search ဆိုပြီးတော့ဒီမှာနေကျွန်တော်တို့ဘာလုပ်ရလဲဆိုလို့ရှိရင်ရှာကြည့်လို့ရတယ်။နောက်အခုဒီမှာဘယ်လဲဆိုရင်ကျွန်တော်တို့ internet နဲ့ချိန်ထားရမယ်။သူ
သူကဘာလဲဆိုလို့ရှိရင်ကျွန်တော် download လုပ်ထားတဲ့ list တွေကိုသူရင်ဆုံးကြည့်ပေးတယ်ပေါ့နော်အဲ့တော့ကြည့်ပေးပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ကောင်ကိုဘာလုပ်မလဲဆိုတော့ download လုပ်ပြီးရှာရမယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော်ဘာရှာကြည့်မလဲဆိုလို့ရှိရင်အခုဒီမှာI2C ပေါ့နော် I2C လေး I square အဲ့ဒီသူ့ရဲ့ library file လေးကိုကျွန်တော်ရှာကြည့်မယ်နော် LCD file လေးဒါပေမဲ့လောဆယ်ဒီမှာတော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ internet connection ပေါ်မူတည်ပြီးတော့မှသူကဘာလဲဆိုလို့ရှိရင်စောင့်ရမယ်ကျွန်တော် computer ဆိုလို့ရှိရင် internet connection တိတ်မကောင်းလို့ဒါစောင့်အောင်ဒီဟာလေးဒီ line လေးပြည့်တယ်ဒီခဏစောင့်ပြီးတဲ့အချိန်မှာဒီမှာကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ဒီ filter your search ဆိုတဲ့နေရာမှာကျွန်တော်တို့ကာစာလေးချလိုက်ရမှာအခုဆိုလို့ရှိရင်ကာစာချလို့မရသေးဘူးเนาะအဲ့ဒါလေးခဏစောင့်ဒါတော့ internet connection ကောင်းလို့ရှိရင်တော့မြန်ပါတယ်เนาะကျွန်တော်ကတော့ internet connection တိတ်မကောင်းတဲ့ကြောင့်မလို့ကျွန်တော်ဒီမှာနည်းနည်းအခက်အခဲဖြစ်တာပေါ့နော် library manager ဆိုတဲ့နေရာလေးမှာဒီနေရာလေးမှာ filter your search ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရိုက်ကြည့်မှာပေါ့နော်အခုကျွန်တော်ဗာလဲဆိုလို့ရှိရင် example လေးတစ်ခုပေါ့နော်ဗာလဲဆိုလို့ရှိရင် I2C LCD ဆိုပြီးရိုက်ကြည့်လိုက်အဲ့လိုရိုက်လိုက်ပြီကွန်ပျူတာလေးနေရာနဲ့ပေါ်မလာအောင်စာဒီ method ကနည်းနည်းလေးကြာတတ်တယ်ကျွန်တော်တို့ internet ကနေ browser နဲ့ရှာတော့လည်းပုံမြန်တော့ဗောနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ခုဒီမှာကျွန်တော်တွေ့မယ်နော်ဘာတွေ့မလဲဆိုလို့ရှိရင် Arduino display LCD keypad တွေပါတော့เนาะဒီမှာဗာလဲဆိုရင် I2C library နဲ့ပတ်သက်တဲ့ဟာတွေเนาะအများကြီးထွက်လာတော့เนาะအဲ့ဒါထွက်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာเนาะ I2C liquid crystal driver I2C လို့ပါတော့ဒီမျိုးရေးထားတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ကိုလိုချင်တဲ့ဟာလေးတစ်ခုပေါ့เนาะဗာလဲဆိုလို့ရှိရင် download လုပ်မယ် download ဆိုတော့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီမှာဥပမာပြဒီမှာ Arduino display LCD keypad ဆိုတာဟာလေးပေါ့เนาะဒါလေးArduino LCD keypad shield driver ဆိုတာလေအဲ့တော့ဒီကောင်ကိုကျွန်တော် install လုပ်မယ်ဆိုရင်နှိပ်လိုက်အောင်ပဲနှိပ်ပြီးလို့ချင်းဒီမှာညာဘက်မှာဘာတွေ့မလဲဆိုလို့ချင်းဒီမှာ version ဆိုတာရှိတယ်เนาะ version တွေမျိုးမျိုးရှိတယ် version ဟောင်းနေစာ version တူရှိတယ်ကိုလိုချင်တဲ့ version ကိုကျွန်တော်ဘာလုပ်ပေးလိုက်အောင်လဲဆိုလို့ချင်း install ဆိုတာလေးနှိပ်ပေးလိုက်အောင်ပဲเนาะဒါတစ်ခုပေါ့เนาะဒါ method တစ်ခုဒါဆိုလို့ချင်းဟုတ်ပြီကျွန်တော်နောက် method တစ်ခုလေးဆက်ပြီးသွားကြအောင်เนาะဒါကျွန်တော် cancel လုပ်လိုက်မယ်အဲ့ဒါ install လုပ်လိုက်ပြီဆိုလို့ချင်းကျွန်တော် library ထဲဝင်သွားပြီเนาะlibrary ထဲဝင်သွားပြီဆိုလို့ရှိရင်ဘယ်မှာရောက်သွားမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ file ထဲမှာ example ထဲမှာပေါ့နော် example ထဲမှာကျွန်တော်တွေ့လိမ့်မယ်နော်အဲ့မှာဘာလဲဆိုကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော် download ထားတဲ့ဟိုဟာတွေပေါ့နော်အဲ့ဒီမှာ liquid crystal ဒီအောက်မှာရယ်နော်တချို့ library ကတော့ဘာလဲဆိုရင်တခါတည်း ready made ပါပြီးသားပဲတချို့ကျတော့ကျွန်တော်ဘာလဲဆိုရင်ပြန်ပြီးတော့ download လုပ်ရတာပေါ့နော်ဥပမာဖြင့်ကျွန်တော် download ထားမှာဆိုတော့DHT sensor library ဆိုတော့ဒါလေးကဘာလဲဆိုကျွန်တော် download လုပ်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးတွေယူလာအဲ့ဒါလေးသူတို့ရဲ့ example လေးတွေကိုကျွန်တော်ကြည့်ပြီးတော့မှBrian ဝင်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဒုတိယ method တစ်ခုသွားကြအောင်เนาะဒါလေးရမယ်လို့ထင်ပါတယ်ကျွန်တော်ပြန်ပြောပြမယ်เนาะပထမဆုံးပါလဲဆိုလို့ရှိရင်ဒီ sketch menu တွေကနေ include library ကနေ manage library ကိုခေါ်တယ် manage library တွေကနေပြီးတော့မှ library manager ကြာလာပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်အဲဒီကနေရိုက်ချပြီးလို့ရှိရင်ကိုလိုချင်တာလေးကို install လုပ်လိုက်အောင်ရမယ်เนาะဒါလေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုဒုတိယ step လေးကိုသွားအောင်เนาะဒုတိယတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့browser ကနေပြီးတော့မှကျွန်တော် download လုပ်တဲ့ဟာပါเนาะ browser နဲ့ download လုပ်တဲ့ဟာလေးအဲ့ဒီ method လေးကတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ browser တစ်ခုဖွင့်ထားလိုက်တယ်ပေါ့เนาะဥပမာ Chrome ပဲဖြစ်ကျွန်တော်တို့ဒီမှာ Mozilla Firefox ဖွင့်ထားတယ်။ဘာ Google ကနေသွားပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ကိုလိုချင်တဲ့ library ကိုဘာလဲဆိုလို့ရှိရင် download လုပ်အောင်မယ်เนาะဥပမာပြင်ကျွန်တော် IR remote ပေါ့เนาะ IR remote ဆိုလို့ရှိရင် IRREMOTE ဟဲ့မှာ IR remote library for Arduino လို့ရိုက်ရှာလိုက်အောင်เนาะရိုက်ရှာလိုက်လို့ရှိရင်ခုနကကျွန်တော်ပြောသလိုပဲဒီမှာဗားရှိမှလဲဆိုလို့ရှိရင်မှာ GitHub တို့เนาะ Arduino မှာလည်းရှိတယ်အဲ့တော့ကျွန်တော်ချင်း GitHub မှာလည်းရှိတယ်ဥပမာပြင်ကျွန်တော်ဒီ GitHub ကနေယူပြမယ်เนาะ GitHub နဲ့ IR remote control ရဲ့ဗာလဲဆိုလို့ရှိရင် library ယူမယ်ဆိုတော့เนาะဒါဆိုလို့ရှိရင်ဒီမှာသူ့ကိုကျွန်တော်တို့ဒီ GitHub ကိုနှိပ်လိုက်ရောနှိပ်ပြီးလို့ရှိရင်သူကအဲဒီ GitHub website နဲ့တွားပြီးချိန်ပေးမယ်ပေါ့เนาะချိန်ပေးမယ်ဆိုတော့ဒါလေးကျွန်တော်နှိပ်ပြီးတော့ခဏဆောင်เนาะ internet speed တိတ်မှာကောင်းဒါဆိုရင်သူက GitHub ထဲမှာရောက်သွားမယ်သူကများသောအားဖြင့် GitHub တို့နောက်တစ်ခါကျလို့ရှိရင် Adafruit တို့နောက်တစ်ခါကျလို့ရှိရင် SparkFun တို့အဲ့ဒီ website တွေမှာများသောအားဖြင့်ကတင်ပေးတာရှိတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ပဲရောက်သွားပြီလဲဆိုလို့ရှိရင်အခုကျွန်တော်တို့ရဲ့ဒီ GitHub website ထဲရောက်သွားပြီเนาะ GitHub website ထဲမှာကျွန်တော်တို့ခုနပြောတဲ့ IR remote ပေါ့เนาะ IR remote ဆိုတာလေးရဲ့ library လေးရောက်သွားရင်အဲ့တော့ဒီမှာတော့အများကြီးရှိတယ်ဒီမှာ example တွေ picture တွေเนาะ source file တွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုလို့ရှိရင်ဒီမှာညာဘက်မှာ go to file ဆိုတဲ့ဒီဘက်ညာဘက်အစိမ်းအောင်လေးရှိတယ်အဲ့ဒီအစိမ်းအောင်လေးကဘာလဲ code ဆိုတဲ့နေရာလေးဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်ရောနှိပ်ပြီးလို့ရှိရင်အောက်ဆုံးမှာเนาะအောက်ဆုံးမှာဘာရှိမလဲဆိုလို့ရှိရင် download zip ဆိုတာရှိတယ်
download zip လေးကိုဒီမှာမြင်မယ်နော်ဒီ download zip လေးကိုထပ်ချက်ရမယ်ဒီ download zip ဆိုတာလေးကိုနှိပ်လိုက်နော်နှိပ်လိုက်ပြီဆိုလို့ရှိရင်သူက download လုပ်ပေးလိမ့်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကတော့အခုပေါ်လာပြီနော်ပေါ်လာတဲ့မှာသူက download လုပ်မလာအောင်တော့ကျွန်တော်တို့ကဘာလဲဆိုတော့ internet download manager နဲ့ချိန်ထားတယ် internet download manager ချိန်ထားတာအခုမှဆိုလို့ရှိရင်သူကဘယ်လောက်ရှိလဲဆိုရင်ဒီမှာသူက 1.32 megabyte ရှိတယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်လည်းဒါလည်းဆိုရင် start download ဆိုတာလေးနှိပ်လိုက်ပါเนาะမဟုတ်လို့ရှိရင်လည်းသူကဘယ်နေရာမှာလာပုံမလဲဆိုကျွန်တော်ဒီနေရာလေးပေါ့เนาะကျွန်တော် download ရ active internet download manager နဲ့ချိန်ထားလို့ဆိုလို့ရှိရင်လည်းဒီမှာ download ဆိုနေရာမှာလာပေါ့အများသောအားဖြင့်တော့ကျွန်တော်တို့ my documents တဲ့ download ထဲမှာသွားဝင်ပါတယ်เนาะသွားဝင်တယ်အဲ့တော့ download ကြမ်းကြကျွန်တော်ချက်ကြည့်လိုက်မယ်เนาะ download ဝင်ပြီးချက်ကြည့်လိုက်ဆိုရင်တော့နောက်ဆုံးမှာ Arduino remote zip ဆိုတာလေးရပြီအဲ့တော့ကျွန်တော်တို့ကဘယ်ကိုသွားကြည့်ရမလဲဆိုတော့ဒါပြီးသွားပြီเนาะဒါ zip file ကို download လုပ်ပြီးသွားပြီdownload လုပ်ပြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့ Arduino ကို IDE ကိုပြန် install လုပ်ရအောင်နော်အဲ့တော့သူ့ကိုကျွန်တော်ဘာလို့ဆိုလို့ရှိရင်ခဏလေး minimize လုပ်ထားလိုက်မယ်အဲ့တော့ဒီနည်းကတော့နည်းနည်းပုံမြန်တယ်နော်ကျွန်တော်တို့ဘာလို့ဆိုရင် this PC ဖွင့်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ download ဆိုတာကိုကြည့်လိုက်နော် download ထဲမှာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ compress ပေါ့နော် compress ထဲမှာဘာလဲဆိုရင်ခုနကတွေးလိမ့်မယ်နော်ဒီမှာဘာလဲဆိုရင်ဒီမှာ IR remote ဆိုတာဟာလေးရှာကြည့်မယ်နော် IR remote ကဘယ်မှာဝင်သွားလဲဆိုတော့IR remote နော်ဒါနာမည်နဲ့လည်းချက်ပြန်ကြည့်လိုက်မယ်နော်ခဏလေးကျွန်တော် idea မှာချက်ပြန်ကြည့်လိုက်မယ်ဝင်သွားတဲ့နေရာလေးอ่ะ Arduino IR remote Arduino IR remote ဆိုတော့ကျွန်တော်တို့ခုန compress folder ထဲမှာပြန်ကြည့်လိုက်မယ် Arduino IR remote master ဆိုတာလေးတွေ့တယ်နော်ဒီမှာအခုဘာလဲဆိုရင်ဒါလေးကိုဒါဘာလဲဆိုရင်ခုနကျွန်တော် download လုပ်ထားတဲ့ဟာလေးပါနော်သူဘာလဲဆိုရင်ဖွင့်ကြည့်လိုက်လို့ရတယ်ဘာလဲလို့ချိန်တိုင်းမှာပါတဲ့ file လေးကျွန်တော်တွေ့ရမှာเนาะဒါကဘာလဲဆိုရင် IR remote master library file ကို zip လုပ်ထားတာเนาะဒါကျွန်တော် install လုပ်တာမဟုတ်သေးဘူးเนาะအဲ့တော့ install လုပ်မယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒါပိတ်လိုက်တာပဲเนาะပိတ်လိုက်ပြီးတော့ဒီခုနပြောတဲ့ Arduino IDE ကိုကျွန်တော်ပြန်ဖွင့်မယ်เนาะ Arduino IDE ဖွင့်ပြီးတဲ့အချိန်မှာဒုတိယ method ပါเนาะဒီ sketch တန်းနဲ့ပြန်သွားမယ်ဒီခါကျရင် include library တန်းနေဒီမှာတွေ့ပါလိမ့်မယ်เนาะဒုတိယမှာဘာလဲဆိုလို့ရှိရင်ခုနကကျွန်တော်တို့ direct သွားတာဒီ manage library တန်းသွားတယ်အခုတော့ဘာလဲဆိုလို့ရှိရင် zip file ကို add zip library ဆိုတဲ့ဟာလေးဒီဟာလေးကိုသွားရွေးမယ်เนาะဒါလေးရွေးလိုက်လို့ရှိရင်သူက mail လိမ့်မယ်เนาะ mail ရဲ့ zip library ကဘယ်မှာရှိတယ်လဲပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ this PC ထဲမှာเนาะ download ထဲမှာเนาะ download ကို open လုပ်လိုက်ပြီးလို့ရှိရင်include library တွေကနေဘာလဲဆိုလို့ရှိရင်add zip library သူကဘယ်မှာလဲဆိုရင် this PC တွေက download ထဲမှာ download နဲ့ click အောင်ဖွင့်လိုက်အဲ့ထဲမှာဘာလဲဆိုလို့ရှိရင် compress ထဲမှာခုနကကျွန်တော်တို့ download ချထားတဲ့နေရာလေးရွေးပြရမှာပေါ့နော်အဲ့တော့ဘာလဲဆိုရင်ဒီမှာ IR remote master ဆိုတာလေးဘာလဲဆိုလို့ရှိရင်ပေါ်ပြီသူရွေးပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ပေးလိုက်အောင်လဲဆိုလို့ရှိရင်ဒီမှာ open ဆိုတာနှိပ်ပေးလိုက်အောင်နော် open ဆိုတာနှိပ်ပေးလိုက်ရပြီကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် install လုပ်ထားပြီးသားမလို့နှိပ်ပြတော့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ပါနော်ပြီးရင်ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့ Arduino ဒီ IDE ကိုကျွန်တော်ပိတ်လိုက်ရမယ်ပိတ်ပြီးတော့ restart လုပ်တဲ့သဘောပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခါမှပြန်ဖွင့်မယ်ပေါ့နော်ပြီးရင် example ထဲမှာကျွန်တော်ကြည့်မယ်အဲ့မှာဘာတွေ့လိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ IR remote ဆိုတာလေးတွေ့လိမ့်မယ်နော်ဒီအောက်မှာဘာလဲဆိုရင် example လေးမှာဝင်သွားပြီနော်ဒီမှာအောက်မှာဒီမှာ IR remote ဆိုလေးဝင်လိုက်အဲ့မှာသူရဲ့တခါလေး ready made ရေးသားပြီးတဲ့ program လေးတွေအများကြီးရှိတယ်နော်အဲ့ဒါလေးနဲ့ကျွန်တော်ဘာလဲဆိုလို့ရှိရင် run ကြည့်လို့ရတယ်ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော် library 20နှစ်ပေါ့နော်ဒါလေးတွေသိပါမယ်ကျွန်တော်ကရှေ့ဆက်ပြီးတော့ကျွန်တော်ဟိုရှေ့မှာပါလဲဆိုရင်ကျွန်တော် timer interrupt ကြောင်းသွားတဲ့အခါမှာဒီကြောင်းရာလေး library download လုပ်တဲ့နည်းလေးလည်းသိဖို့လိုတာပေါ့နော်ဟုတ်ပါပြီခင်ဗျာဒီ video လေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိခဲ့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ